ဆိုင်ငယ်တစ်စီးကျွန်တော်စီလာခဲ့တယ်အခြားဆိုင်မှာတော့လုတ်ပြီးသားတဲ့တိတ်မကောင်းလို့ဆိုလာခဲ့တယ်ကျွန်တော်ကဆိုင်ငယ်ကိုစစ်ဆေးလိုက်တယ်တခဏအတွင်းမှာပဲကျွန်တော်ကာရာလေးယူဆိုပြီးတော့အုံဖွက်လွတ်တယ်ဆိုင်ငယ်ကောင်းသွားတယ်ဘယ်လောက်ကြလဲဆိုတော့ကျွန်တော်3000 5000ပေါ်ထိုက်တင်တာတခုတောင်းလိုက်ပါတယ်အဲ့ဒါမင်းကမများလို့မို့လားဒီလိုလေးခဏလေးကာထားလေးရွတ်လိုက်တာ ਨੇ โอเคအဲ့တော့ကာထားလေးရွတ်လိုက်တယ်ဆိုရင်တောင်မှဘယ်ကာထားရွတ်ရမှာလဲဘယ်နှခေါက်ရွတ်ရမှာလဲဘယ်လိုရွတ်ရမှာလဲเนาะဘယ်လိုအုံဖွက်လို့ရမှာလဲဆိုပြီးတော့ကျွန်တော်တို့ဒါအချိန်ဒီအချိန်ခါတွေအများကြီးရှိပါဦးမယ်โอเคဒါပေမဲ့တကယ်တော့အဲ့ကာထားတော့မရှိပါဘူးကျွန်တော်အုံဖွက်ဆိုတဲ့ကာထားတော့မရှိပါဘူးဒါပေမဲ့ကျွန်တော်တို့ရဲ့ခုနပြုပြင်ခဲ့တဲ့တက်တန်းတစ်လျှောက်ရဲ့အတွေ့အကြုံတွေအခက်အခဲတွေကိုကြော်လွှားခဲ့တဲ့အတွေ့အကြုံတွေကတချို့ပြစ်ချက်เนาะအခြားဆိုင်မှာလုပ်လို့မရဘူးဆိုရလာတဲ့ပြစ်ချက်တွေကကျွန်တော်တို့အတွက်ခဏအုံဖွက်တဲ့တောင်လွယ်ကောင်းလွယ်နေနိုင်ပါတယ်ဒါပေမဲ့လို့အဲ့ဒီအုံဖွက်လေးခဏလုံနိုင်ဖို့အရေးကျွန်တော်တို့เนาะဘဝတစ်သက်လုံးဒီနေ့ပဲမှာကျွန်တော်ရင်းနှီးမြုပ်နှံထားတာကိုတော့မမြင်ကြဘူးပြောရမှာပေါ့ဗျာမျက်စိရှင်လို့ရတယ်ကွာဒီလောက်လွယ်နေရကိုဒီလောက်တောင်းသလားပေါ့โอเคအဲ့တော့ကျွန်တော်ပြောချင်ပါတယ်အဲ့တော့ဒီလောက်လေးလွယ်အောင်လုပ်ဖို့ကြီးကျွန်တော်တို့တစ်ဘွားလုံးနှုတ်မြုပ်နှံထားရတယ်เนาะအဲ့တော့ခုနသူလည်းသိရမှာဘာဖြစ်လို့ဆိုတော့အခြားသောဆိုင်မှာသူလုတ်ခဲ့ပြီးသားမရလို့လဲလာခဲ့တာကျွန်တော်ကရအောင်လုပ်ပေးလိုက်တယ်မြန်လုံးနေလွယ်လုံးနေမျက်စိရှင်မှာကျွန်တော်တို့เนาะအရက်ကိုလွယ်လုံးနေလို့ထင်သွားပြီးတော့မှဒီလောက်တောင်းရတာလို့ထင်သွားတာဖြစ်ပါတယ်ဒါဆိုမိတ်ဆွေညီကိုယ့်အကိုဖြည့်ရှင်းကြည့်ပါကျွန်တော်ဒီလာစရာမလိုဘူးပေးစရာလည်းမလိုဘူးပေါ့โอเคကျွန်တော်ကကိုမလုတ်တတ်တာကိုသူများလုတ်တာကြည့်လိုက်တယ်အရန်လွယ်တယ်ထင်ပြီးတော့တခြားတယောက်ကိုကျွန်တော်ကဒီလောက်တောင်ယူရသလားဆိုတော့နော်အပြစ်ပြောမယ်မဆုံးဖြတ်ပါနဲ့ဟုတ်မိတ်ဆွေညီကိုဒါကိုလုတ်တတ်လားမလုတ်တတ်ရင်ကျွန်တော်စီတော့လာစရာမလိုတော့ဘူးပေါ့ဒါကကျွန်တော်မျှဝေပေးတာ workshop ဆရာကြီးလည်းအများစုကြုံရလိမ့်မယ်တချို့ customer တွေကျွန်တော်တို့ဒီနားလည်မှုလိုအပ်ချက်လေးတွေကျွန်တော်သိစေချင်လို့ပြောပြပေးတာပါကျွန်တော် customer တွေကိုကျွန်တော်ဒါအပြစ်ပြောနေခြင်းလည်းမဟုတ်ဘူးဒါပေမဲ့တယောက်နဲ့တယောက်နားလည်မှုရှိဖို့လိုအပ်ပါတယ်ကျွန်တော်လည်းဆိုင်ငယ်ပဲပြင်တယ်ဟုတ်ပြီကျွန်တော်ကားဝါရှော့သွားတယ်ကားဝါရှော့ကိုကျွန်တော်အပြေးဝနားလည်ပြီးတယ်နော်ဘာဘလို့ကျွန်တော်သိတယ်ဆိုပြီးဝင်ပြီးဆရာကြီးမလုပ်ပါဘူးအဲ့လိုပါပဲကျွန်တော်ကကိုကနည်းနည်းပါးသိတယ်ဒါပေမဲ့ဆရာကြီးဝင်မလုပ်ပါဘူးဟုတ်ပြီအကောင်းဆုံးလုပ်ပေးပါနော်ကူညီပေးပါလုပ်ပေးပါစူးစမ်းပေးပါဈေးစင်တာမှာရှော့ပေးပါအောင်ကွာဒါဆိုဒါထိုက်တန်တယ်စစ်ရှော့ပေးနိုင်လေရှော့ပေးမှာပေါ့ဟာမင်းဟာများလာကြီးလားကွာဒီလောက်လေးလုပ်တာဆိုသွားပြီးဈေးစင်တော့ရှော့ပေးမှာမဟုတ်ပါဘူးကျွန်တော်ဒီလာရှိတယ်ကျွန်တော်ရှော့မပေးပါဘူးပွင့်လင်းနေကျွန်တော်ရှော့ပေးပါအောင်ဗျာဆိုကျွန်တော်တိုင်းတယ်တော့ရှော့လို့ရတော့ရှော့ပေးပါတယ်ဟာမင်းကနည်းနည်းလေးလုပ်တာနဲ့အများကြီးတောင်းတာကွာရှော့ပေးပါအောင်ဆိုတော့တပြားမှမရှော့ပါဘူးအဲ့တော့သိစေချင်တာကကိုချင်းစာတတ်ပါစေဆိုတာသိစေချင်တာပါအဲ့တော့ဒီမှာကျွန်တော်ဒါကဘသူမကောင်းတယ်ပြောချင်တာမဟုတ်ဘူးเนาะကျွန်တော်ဘဝမှာကြုံတွေ့နေရတယ်ပြောချင်တာပါเนาะအဲ့တော့ဒီလောက်လေးလွယ်ဖို့ရေးဒီလိုကြိုးစားခဲ့ဆိုတော့သိစေချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်